Hello မင်္ဂလာပါ EO Fashion မှာကြိုဆိုပါရစေကျမတို့ EO Fashion အားဆိုလို့ရှိရင် Eco Print အထည်လေးတွေကိုတနိုင်တများလုပ်တဲ့ဟာလေးတွေကိုအများဆုံးတင်ပေးပါတယ်တဘာဝချစ်သူတွေကြည့်ရှုခံစားလို့ရအောင်ပေါ့နော်ဒီတစ်ခေါက်ကတော့black leaf ပေါ့အနက်ရောင်ထွက်တဲ့အရွက်ကလေးတွေလုပ်တယ်ပေါ့နော်ဒီတစ်ခေါက်က dark color လေးဖြစ်အောင်လုပ်တယ်ပေါ့ဒါကဘာလေးနဲ့လုပ်ထားလဲဆိုတော့သူ့ရဲ့တဘာဝတစ်ခေါက်အရေးကိုဇီးပြူသီးရဲ့ဖန်ကားသီး6ရဲ့ကိုစားတူလေးရောပြီးတော့သူ့ကိုပြုတ်ပြီးတော့လုပ်ထားတဲ့အရောင်လေးပါပေါ့နော်ဒါကတော့ပေါင်းဝရထွက်လာတဲ့အချိန်မှာရတဲ့အရောင်လေးပါသူက6သွားရင်ကအရောင်လေးပြောင်းမှာပေါ့နော်6သွားတဲ့အရောင်ကလေးကိုလည်းဆက်ပြီးတော့ပြပါမယ်ဒါက6သွားတဲ့အရောင်လေးရမ်းလာတယ်လို့ခံစားရတယ်ဒီအရောင်လေးကိုသူကခဲဖြော်လေးရတာပေါ့နော်ခဲဖြော်လေးရပါတယ်အရွက်ကလေးတွေကတော့သူအခန့်အရောင်တိုင်းဝါလေးပေါ့ဒါလေးကတော့ blanket လေးပါ blanket လေးလည်းရမ်းလာတယ်ဒီတစ်ခါ2ဆလုံးရမ်းလာတဲ့အတွက်ပြောရတယ်2ဆလုံးကိုချုပ်လို့ရပါပြီရမ်းလာပါတယ်နော်